ဒါဆိုဘယ်နှကောင်ရှိတော့သုံးကောင်ရှိတယ်အဲ့လိုမစောနဲ့တာစားအယိုးစိုးမနော်အယိုးမစောင်းကြီးစားအဲ့လိုမလို့တော့တဲ့ရတော့ပြင်ဖေးချတာငါးယူလိုက်ငါးသားတာဘန်ကောက်ပြည်ကျော်ကမေအကုန်သားသွားပကံယူပြီးတော့သွားထိသွားဒီရိုးတွေကဘယ်သူသားတာဒီရိုးတွေကဘယ်သူစားတာဖြူသူကစားတာနောက်ကပုံလေးရလားရိုက်လိုက်ပြီနော်သားရိုက်ပြီဟိုကမမေမလေးကျန်လိုက်တော့မလို့ကြလိုက်ဦးနာပဲဟောရေးပြလိုက်မယ်နော်သားကြလိုက်မလေးပြလိုက်ပြောသားလိုက်ဟုတ်အဲ့လိုနေရဦးသားဒီဘက်လက်တာငါကုန်းသားလားမကုန်းလို့ရှိတယ်မျက်လုံးရှိတယ်လားတာမျက်လုံးကြိုက်လားမကြိုက်ဘူးတော့ပါအယိုးခွဲလားဟုတ်လားအယိုးပေါက်ကြတယ်ဟော
ai mẹ mẹ đang ăn được cũng rất bực cả một lại ấy có nhái cùng đấy nó ya taလူကြီးတယောက်စားလာစားနေလက်တာတာကြည့်ချင်လို့ပြောပြီးရိုက်တာလက်မင်းရင်သားတယ် တမန်လည်းမစားရတယ်ဟုတ်လား ဟုတ် လေတမန်ကိုမုန်းလို့စားဒီတဲ့အယူရတာယူညီလေးတီတော့မထင်ညီလေးကိုအယူဘကပြန်ပြီးလက်ရောဝတ်သားတော့ကတိတ်အဆင်မပြေဘူးကငန်းတယ်နော်မစားနိုင်တာယူတဲ့မစားနိုင်လေအပြည့်ရှင်းရမှာဖြစ်တော့ကသားစားငါဘယ်နှကောင်းရှိတယ် စနကောင် ဟာစနှကောင်းတော့မရှိသေးပါဘူးကမင်းကလည်း အာနာပဲတင်းနေနေဟေးငါချီ အော်အဲ့တော့ရီလိုက်မလားတင်းနှစ်တော့ရီလိုက်မလားရှိမှာ ဒေရှာတေတေတုံညာ တစ်ထုံးလားနှစ်ထုံးလားသုံးထုံးလားလေးထုံးလားသားစားတာငါဘယ်လိုသာပဲโอเคဘုရားလက်ထဲနာမည်သူကဝတ်သားချက်နဲ့ငါးကောင်းနဲ့တာဘယ်ဟာပူကြိုက်လဲ ငါကြံတော့ ငါးကောင်းကြိုက်ကောင်းအော်နှုတ်ပြလိုက်တော့ထားလိုက်တော့တာကောင်းရင်ဂရမပေးကုန်လိုက်မယ်အဲဂရမီပေးကုန်လိုက် နားနဲ့တာဟိုဒီမကမှယူလိုက်ရမယ်နော်လေ โอเคရတာနော် အဲ့မှာဘာငေါ့တာချီရော ရရှိလည်းမကောင်းတော့အောင်တာ လက်နာလက်နာသား ဟိုယူပလာတွေ့ရမှာ တွေးမထောက်ဘူးလေ ဟုတ် တော်ရရပေါ့ ပြေးလို့မှာပေါ့ အော်ရေးသေးတယ်ချက်သားနဲ့ငါးကောင်းနဲ့ဆိုတာဘယ်ဟာအော်ဖေးလေသားမေးလိုက်တိုင်းအယူစားနေတဲ့အချိန်မှာမေးလှုပ်စားတာချက်သားနဲ့ငါးကောင်းနဲ့ဆိုတာဘယ်ဟာကြိုက်လဲ ငါကောင်းကျက်တော့ ငါးကောင်းကိုကြိုက်စား ငါယူပါရဲ့ငါယူလေဖေးထိုးရဲ့ဒီလိုမပေါင်းရဘူး အော်အေးအော်
မုံလာပွန်စားမလားမုံလာပွန်ကြောင့်ကိုစားတာကိုစားတာ ဘုရားတို့ စားရင်ကိုစီကနည်းနည်းလောက်လို့တောင်းတယ် ဘုရားတို့တော့ဦး ငါသူကကျုပ်မပေါ့ဒါကျုပ်အရင်နေ့ကကျုပ်ပါဒီနေ့ကကျုပ်မပေါ့ ဆရာ ဒါညီလေးနည်းနည်းထည့်ပြလက်သူ အဲ့ဒါငုံလို့ စားကြည့်တဲ့တော့မုံလာကျော်နဲ့ငါးကောင်းနဲ့ဘယ်ဟာကြိုက်လဲတဲ့ ဘုရားတို့ကငါးက စက်သားနဲ့ဝက်သားနဲ့ငါးကောင်းနဲ့ကြတာဘယ်ဟာကိုကြိုက်လဲ နော်ငါးတယ်လား ငါးကောင်းကိုကြိုက်တယ်ဟော လောက်တယ် အော်အေးပါဒါပဲတော့ဖေကဗီဒီယိုပိတ်လိုက်တော့မှဒါဘိုင်းမန်လေးလွတ်ပြအောင်ပြီးရနော်โอเค မရတော့ဘူး ပိတ်လိုက်ရမှာလား